ကျွန်တော်ဒီတစ်ခါပြောပြမယ်အကြောင်းအရာတော့ကျွန်တော်တို့နယ်မှာဘုန်းကြီးကျောင်းတစ်ကျောင်းကိုတစ်နှစ်ကျော်အထိပုဏ္ဏကတိုက်ခံခဲ့ရတဲ့အကြောင်းပါပဲဒီပုဏ္ဏကတိုက်တဲ့သတင်းကအရန်ကိုကြီးကျယ်ပြန့်နှံ့သွားပြီးတော့ရွာနီးချုပ်ဆက်ကလူတွေကလဲတွေနဲ့ညအိမ်ညနေလာစောင့်ကြည့်ရတဲ့အနေအထားထိကိုဖြစ်သွားခဲ့ပါတယ်ဟုတ်ကတော့ဟိုခေတ်တုန်းကတော့လဲခက်ဆိုတော့လဲတွေနဲ့လာကြတယ်စားဖို့စားခွက်တွေစမ်းနေစားကြတွေတင်လာပြီးတော့တချို့ကချက်ပြုတ်စားတောက်ပြီးတော့လေ့လာကြတယ်နော်ချက်ပြုတ်စားတောက်ပြီးတော့ကိုလေ့လာကြတယ်အနီးကကြည့်ကြတယ်ပေါ့စောင့်ကြည့်ကြတယ်အများနဲ့ဇက်တိုက်ကြီးတော့ဖြစ်နေတာမဟုတ်ဘူးပေါ့နော်ဒီတနင်္လာလောက်တစ်ခါပေါ့နော်တော်လေးကြရင်ခဲတွေပြောဆိုကြောင်းခေါင်မိုးတွေပေါ့ခဲတွေကျလာတယ်ခဲတွေအလုံး50ကျလာတယ်ပြောကနေဆိုကျလာတယ်အပြင်အဲ့ခဲတွေလူတွေကသွားကောက်ကြည့်ကြပါနော်လူတွေကိုခဲတွေနဲ့တခါပြက်လိုက်တယ်နိုင်ဝက်လောက်တခါနေလူတွေကိုခဲတွေနဲ့ပြက်တယ်ခဲတွေနဲ့ပြက်တယ်အဲ့ခဲတွေကိုတချို့ကကောက်ထားတယ်ကောက်ထားပြီးအဲ့ခဲမှာထုံးတို့ပြီးတော့ပေါင်အောက်တွေပါတွေခုထိုင်ထားတယ်မိလောင်အဲ့ခဲကပျောက်သွားတယ်ကိုယ်ခဲနဲ့ပြန်ထုတ်ရင်ကြည့်လိုက်အဲ့ခဲကထုံးတို့ရတယ်ပါလာနောက်လို့ထင်းချောင်းတွေကြီးစီထုတဲ့ဘူးတွေကလေပေါ်ပြန်တယ်ပြန်ပြီးတော့လူတွေခေါင်းတွေကိုလိုက်ခောက်တယ်နောက်ညဘက်ပူ6တာပေါ့နော်ဖျောင်းနိုင်ထုံထားလို့ရှိရင်ဖျားမိထုံကိုဖျောင်းနိုင်တွေပါထုံအဲ့ဖျောင်းနိုင်လေထဲပြန်တက်သွားပြီးတော့သင်္ကန်းတွေကိုလိုက်ရှို့တယ်ခန်းစီလိုက်ကာစားတွေအဝတ်တွေကိုမီးလိုက်ရှို့လို့လိုက်ညှင်းရတယ်နော်ကြောင်မီးလောက်မှာဆိုအဲ့တော့ဒီကျောင်းကတန်ကတော့တွေအပြင်ကိုရွာတွေကလူတွေ50ဒီကျောင်းကိုကင်းဆောင်ရတဲ့သဘောအထိကိုနေကြတယ်အဲ့တော့တစားနာမည်ကြီးလာတာကနေပြီးတော့တခြားရွာတွေကနေပြီးတော့လူတွေကလည်းလဲတွေနဲ့ညအိမ်ညနေကိုလာစောင့်ကြည့်ကြတယ်ဒီနေ့ကိုဘယ်နှကြိမ်လောက်ဘုံကတိုက်တယ်လဲပေါ့နော်ဒီနေ့ကိုကြိမ်20တဲ့မနေတော့ဘုံကတိုက်တယ်ပြောတယ်နောက်ပြီးတော့ဒီစွန်စားဖို့တပိတ်တွေစလုံးတွေတွားယူတဲ့အချိန်အဲ့စလုံးတွေကနေပူလာပြီးတော့တချို့ဆိုလွတ်လက်ထဲကနေလွတ်ကြတဲ့အထိဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တဲ့ဇပွဲတွေကလထိုင်တွေကနေရွှေ့သွားတယ်ဟိုဒီရွှေ့သွားတယ်ကျောင်းမှာထားတဲ့ပစ္စည်းအလေးလိုင်းတွေပေါ့နော်လူတယောက်နှစ်ယောက်မနိုင်တဲ့ပစ္စည်းမျိုးကြီးတွေရွှေ့ပြီးတော့ရိန်ထိုးနေတာတို့အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေတောက်လျှောက်ဟိုဖြစ်နေတော့နေရဆရာတွေလည်းကြားပြီးတော့ဂိုင်းအတီးတီးရဆရာတွေအတီးတီးလာနှိမ်နှင်းကြတယ်ဘလို့ပဲနှိမ်နှင်းဆရာတွေမနိုင်ဆရာတွေနှိမ်နှင်းလို့ရွတ်ဖတ်နေပြီဆိုရင်အဲ့ဒါသူတို့ထုံးတဲ့အမွှေးတိုင်းဖြောင်းနိုင်တဲ့လေပေါ်ပြန်တက်ပြီးသူတို့ခန္ဓာကိုယ်ပေါ်ပြန်ပြုတ်ကျသူတို့ခေါင်းပေါင်းတွေမီးရှို့နောက်ဆုံးအနာရှိတဲ့ဒုတ်တွေကျိန်လုံးတွေကလေထဲပြန်တက်လာပြီးဆရာတွေကိုရိုက်တာပဲရိုက်လို့အဲ့ဆရာတွေထွက်ပြေးရတဲ့အဆင့်ခါလေကြလို့ရှိရင်ဒီစွန်းပွဲတွေပါပြင်ထားတဲ့စွန်းအုပ်ကြီးကလေပေါ်ပြန်တော့ဆရာခေါင်းပေါ်အုံကနေဆိုပြုတ်ကျဆရာတွေနောက်ဆုံးတော့မခံနိုင်မဲ့ပြေးကြတာတစ်နှစ်လောက်အထိဒီပုဏ္ဏကတိုက်တဲ့ကိစ္စကမပြောက်ဘူးပေါ့နော်မပြောက်တော့နောက်ဒီပုဏ္ဏကတိုက်တဲ့ကျောင်းဘုန်းကြီးကျောင်းကကျွန်တော်တို့ရွာနဲ့9မိုင်လောက်ဝေးတယ်ကျွန်တော်တို့မိဘတွေတောင်မှသွားကြည့်ဘူးရပေါ့နော်ကျွန်တော်တို့ကတော့ကလေးဘဝဆိုတော့မလိုက်သွားအဲ့တော့ဒီပုဏ္ဏကတိုက်တာကိုသွားနှိမ်နေမဲ့ဆရာတော်ကြီးကကြတော့ကျွန်တော်တို့နဲ့1မိုင်လောက်ပဲဝေးတဲ့ရွာဒီဆရာတော်အဲ့ပုဏ္ဏကတိုက်တဲ့အချိန်မှာဆရာတော်ကြီးရဲ့တက်တော်က80ကျော်80နီးပါပေါ့နော်ဆရာတော်ကြီးကကျွန်တော်တို့အသက်30လောက်မှတက်တော်103နှစ်မှပြန်လုံတော်မူသွားတဲ့တက်တော်ရှိဆရာတော်ကြီးအဲ့တော့ဒီဆရာတော်ကြီးတက်80တက်တော်80ကျော်80လောက်မှဆရာတော်ကြီးအဲ့ဒီပုဏ္ဏကတိုက်နေတဲ့အချိန်မှာလဲဆရာတော်ကြီးကဒီမှာမရှိဘူးဆရာတော်ကြီးကတခြားအနေမှာပေါ့နော်ဒီစကိုင်းဘက်လာမယ်လည်းမသိအဲ့ဘက်ကိုသွားပြီးတော့တချို့ကပင့်လို့အဲ့မှာသတင်းသွားတုံးတယ်ပေါ့ဆရာတော်ကြီးပြန်ကြွလာတော့မှဒီကျောင်းကိုသွားပြီးတော့ဒီပုဏ္ဏကတိုက်တဲ့အကြောင်းရင်းကိုဆရာတော်ကြီးကမိတ်တယ်ဒီကျောင်းကအဲ့ပြန်လာတော်မူသွားတဲ့ဦးစင်းကလည်းလူစိုးသွမ်းတောက်စားမူးရလို့ဘုန်းကြီးဝတ်ပေးထားရတာသူတို့အိမ်ကမနိုင်လုံးအားကြီးလို့အဲ့တော့ဒီဦးစင်းကသူ့ရဲ့ငယ်ပေါင်းတကယ်ချင်းတယောက်ရှိရာရေဒီယိုတစ်လုံးငှားတယ်ငှားပြီးတော့ဒီရေဒီယိုကိုသူကလိလိုင်းနဲ့ရှောက်ရွှေ့ပါရွှေ့နေရေဒီယိုကပြတ်သွားပြတ်တာကိုသူကဘာမှမလုပ်တတ်ပဲထက်ကလိတော့ပျက်စီးသွားတပတ်လောက်ပါဆိုပြီးငှားတဲ့ရေဒီယိုကို4-5 လကြာတဲ့အထိပြန်မပေးဘူးနောက်တကားလာလဲတောင်းအောင်အဲ့ဒါမင်းကဒီရေဒီယိုလေးတစ်လုံးနဲ့မင်းငါ့ကိုဖြစ်သေးလိုက်လားဆိုပြီးတော့အဲ့ရေဒီယိုနဲ့အဲ့တကားကောင်းအောင်ထုတ်လွှတ်တယ်တကားကောင်းကွဲသွားတော့တကားလဲစိတ်နာပြီးတော့အဲ့ဒါတနေသွားပြီးတော့အဲ့လိုဆရာကောင်းရှာပြီးဦးစင်းကိုအောက်လန်းနဲ့တိုက်တော့တာပဲအောက်လန်းနဲ့တိုက်တယ်ဆိုတာက
ဒီဆရာတော်ကြီးကမိတ်တဲ့ထဲမှာတော့ရေဒီယိုကိစ္စတော့ဘာလို့မပါဘူးဆရာတော်ကြီးကဒီတကားတည်သွားတဲ့အခါကြတော့မှဒီတကားတည်သွားတဲ့အခါကြမှဆရာတော်ကြီးကမိတ်တော့တာပထမပိုင်းကတော့ဒါဥစဉ်နဲ့လူတယောက်နဲ့ရံဖြစ်ထားတယ်ရံဖြစ်ထားလို့ဒီလူကလှုပ်တယ်လောက်ပဲဆရာတော်ကြီးကမိတ်နေဒီလူအကြောင်းခြံထားတယ်ပေါ့နော်ဒီရေဒီယိုကိစ္စကိုလည်းခြံထားတယ်ဆရာတော်ကြီးကနောက်မှပြောပြတာအဲ့တော့ဥစဉ်နေတက်တဲ့အိမ်သားပေါ့ဟိုတုန်းကတော့ဥစဉ်နေတက်တဲ့ကုရီကဟိုတွပြားလေးကားတာတန်းလေးနဲ့စောက်ပေါ့နော်အောက်ကဒီမစင်သွားတာဆိုလို့ရှိရင်ဟိုတွပြားရည်တယောက်နဲ့ဟိုကျွန်းတဲ့ကိုသွားတဲ့ပုံစံမျိုးပေါ့အဲ့တော့အောက်ကအခင်းရလဲလုံလုံခြုံခြုံမဟုတ်ဘူးအဲ့တော့အဲ့ဒီအိမ်သားအဲ့ကုရီနာမှာဒီမွေကြိုက်လို့တည်ထားတဲ့မိန်းကလေးတယောက်ရဲ့အလောင်းကို3ရက်အတွင်းဖော်ပြီးတော့အဲ့အလောင်းကခေါင်းကိုဖြတ်ပြီးတော့အဲ့ကုရီနာမှာကျွန်းတိုးပြီးတော့မြုပ်ပြီးတော့လူသိင်ထိုးတဲ့တစိုးဝါအဲ့လူသေးလို့ရှိရင်အလောင်းတွေကိုဟိုဘက်ဒီဘက်လှန်ထိုးတဲ့ဝါပါနော်ထိတ်ချွန်တဲ့အဲ့ဒီတစိုးဝါကိုပြောင်းပြန်ချွန်အရင်ဘက်ကိုချွန်လုပ်ပြီးတော့အဲ့အဖျားဘက်ကနေပြောင်းပြန်ဝါပြောင်းပြန်ပေါ့နော်ဒီစိမ့်တွေတည်တဲ့လူအလောင်းရဲ့ခေါင်းပေါ့မိန်းကလေးရဲ့ခေါင်းငယ်တဲ့ကနေကိုချွန်နဲ့ရိုက်ထည့်ပြီးတော့အဲ့မြေကြီးထဲမှာဟိုအောက်ထိမြုပ်အောင်လို့မြုပ်ထားခဲ့ပြီးတော့ဒီဥစဉ်ကိုလည်းတတ်ဖို့ရယ်နောက်ပြီးတော့ဒီเจ้าမှလည်း6လှန့်ဖို့ရယ်ဒီတကာကအောက်လန်းဆရာခေါ်အရှင်နဲ့တိုက်တယ်ပေါ့လေအဲ့တော့ဦးစင်းကကုရီတက်တဲ့အချိန်မှာအဲ့ဒီစပင်ဖွာလာနဲ့အဲ့အစိမ့်တွေမှာကဒါတဲ့ဦးစင်းရဲ့ဒီငယ်ပါပေါ့ငယ်ပါကိုလှမ်းညှက်မဲ့ပုံစံမျိုးပေါ့လှမ်းကိုက်မဲ့ပုံစံမျိုး6ပြတာဒီပါဇက်ကြီးဖြဲပြီး6ပြတော့ဦးစင်းကအဲ့မှာကြောက်လန့်ပြီးတော့ကျောင်းပေါ်ပြေးတက်လာရင်တလန်းနဲ့အဲ့ကျောင်းရဲ့သတင်းသုံးပေါ်ဦးစင်းနေကိုယ့်ရဲ့နေကိုပြောပြဦးစင်းအကြောက်လွန်နေတာနဲ့ဦးစင်းအားလုံးဝိုင်းနှိမ့်သိပ်ပြီးတော့ကျင်းခိုင်းလိုက်တယ်ဦးစင်းကျင်းသွားတဲ့အချိန်မှာပဲဦးစင်းအသက်ပါသွားပြီးပြန်လွန်တော်မူသွားတယ်အဲ့တော့ဦးစင်းပြန်လွန်တော်မူပြီးနောက်နေ့ကစပြီးအဲ့ကျောင်းဘုံကတိုက်တော်တာပဲဘုံကတိုက်တဲ့ဆိုအဲ့လိုမျိုးပေါ့နော်ခုနကလိုတချို့နေရာကလည်းမီးဖိုတွေကလည်းမီးငိမ့်တက်ထားရင်တလန်းနဲ့မီးတွေထတောက်တယ်တချို့ဖျောင်းနိုင်နေဆိုလည်းမထုံးမဲ့ထားရင်ထတောက်တယ်လူတွေကသွားထုံးတော့ဖျောင်းနိုင်မှုဆိုလေထဲပြန်ပြီးမီးလိုက်ရှို့တယ်တချို့ပစ္စည်းတွေကဒီတတ်ထုပစ္စည်းတွေဆိုလက်ထဲကကင်ထားရင်ပူကျစ်လာတယ်အဲ့လိုမျိုးပေါ့နော်ပူကျစ်လာတယ်အဲ့ကျောင်းမှာထွန်းထားတဲ့မီးအိမ်တွေဘာတွေပေါ့နော်ကျောင်းမှာဟိုတော့ဆိုရနံစီမီးအိမ်တွေဘာလို့ရှိတယ်အဲ့ရနံစီမီးအိမ်တွေကနေဟိုဖောင်းနဲ့ထပေါက်တာတို့အဲ့မီးအိမ်တွေကနေပြီးတော့လေပေါ်မှာပြန်ပြီးတော့အဲ့လိုခေါ်မယ်ကျောင်းကနိုင်ရံတွေမှာဒီတန်ကြိုးနဲ့ချိတ်ထားတဲ့မီးအိမ်တွေကလေထဲမှာရှောက်ပြန်နေတာတို့ဟိုတော့အကြောင်းတွေကလည်းဒါလျှက်စစ်မီးဆိုတာမရှိဘူးလေမရှိတော့အောက်လင်းတက်မီးရှိတယ်အဲ့လိုရနံစီမီးအိမ်တွေရှိတယ်ညဘက်မီးထုံးတာနဲ့အဲ့ရနံစီမီးအိမ်တွေကဂျိတ်ကနေပြုတ်ပြီးလေထဲရှောက်ပြန်အဲ့ကြီးစီဘူးတွေကလူတွေကောင်းတွေကိုလိုက်ထုဘယ်ဆရာနှိမ်နှင်းလို့မှလည်းမရတာဆရာတော်ကြီးကဒီအစီရင်ကိုပြောပြလိုက်တော့ဒီလိုအကြောင်းကကပိယတွေကဖော်ပြီးတော့ဒီတဇူးဝါသောက်ထိုးနဲ့အစိမ့်မခေါင်းရေထဲလဲမျောလိုက်တော့ဒီအစီရင်ကပြဲသွားတယ်ဒီအစင်ရင်ပြဲသွားပြီးပျောက်သွားတယ်ဒါပေမဲ့အဲ့ဒီကျောင်းကနေဒီပုံနကတိုက်တာပျောက်ပြီးတော့ဆရာတော်ကြီးကျောင်းမှာပုံနကလာတိုက်တယ်ဗျာဆရာတော်ကြီးကျောင်းမှာပုံနက4-5ရက်လောက်တိုက်လိုက်သေးတယ်အဲ့မှာလဲဆရာတော်ကြီးကဒီကျောင်းနဲ့လာမြုပ်ထားတဲ့အစီရင်တွေကိုကပိယတွေကိုပေါ်ခိုင်းမျောလိုက်ပေမဲ့ဆရာတော်ကြီးကဒီပုံနကထပ်တိုက်တဲ့အကြောင်းဘာတွေထပ်မြုပ်တယ်ဆိုတာကိုဆရာတော်ကြီးကမမိတ်တော့ဘူးနောက်3-4 လလောက်လည်းကြာရောဒီရေဒီယိုပိုင်ရှင်တကာကတွတ်ခအောင်ယူသွားတယ်ယူပြီးတော့ရွာကနေယူပြီးတော့တွတ်ခအောင်ယူသွားပြီးထွက်သွားပြီးတနေရာမှာသွားတည်တာပေါ့ဗျာတနေရာမှာသွားတည်တာတနေရာမှာဒီတကာတနေရာမှာသွားတည်တဲ့အခါကျတော့မှဆရာတော်ကြီးကဖြစ်เจ้าကုံစင်ကိုမိတ်နေဒီတကာနဲ့ဦးစင်းနဲ့ဒီရေဒီယိုကိစ္စဖြစ်ကြတယ်ပေါ့နော်ဖြစ်ကြတယ်ရေဒီယိုကိစ္စဖြစ်နေဦးစင်းကတကားကောင်းရေဒီယိုနဲ့ထုတ်ပြီးရိုက်ခွဲလိုက်တယ်ပေါ့နော်အဲ့မှာလည်းဒီတကားစိတ်နာပြီးလောက်တာပေါ့အဲ့တော့ဒီတကားဒီဦးစင်းကိုအောက်လန်းနဲ့လောက်တာဖြစ်တဲ့အတွက်တကားကိုလည်းလူတွေကရန်ရှာမှာစိုးတဲ့အတွက်ဆရာတော်ကြီးကမမိတ်တာလေဒီတကားတည်သွားတဲ့အခါကျတော့မှဆရာတော်ကြီးကအကြောင်းဆုံးမိတ်တော့တယ်မိတ်တော့မှသူပါလားဆိုသိရတယ်ဒီအောက်လန်းအစီရင်တွေပေါ်လိုက်ပြီးတော့ဘုံကတိုက်တာပျောက်သွားတဲ့အထိကိုဆရာတော်ကြီးကမမိတ်ဘူးဒီလိုပဲထားတယ်ဝင်းနီးရလည်းတတဝါတွေဟိုကျိုးဘယ်လိုခေါ်မလဲဒီတကားရဲ့အကျိုးထိခိုက်တာတရားရောက်ကရန်ရှာမှာစိုးရိမ်တဲ့အတွက်ပေါ့လေသူများအနေနဲ့ထိခိုက်မဲ့အလုပ်ဖြစ်တဲ့အတွက်ဆရာတော်ကြီးကမမိတ်ဘူး
ဆရာတော်ကြီးမိတ်မှဒီအကြောင်းအရာတွေကိုအကုန်သိရတယ်အဲ့တော့ဆရာတော်ကြီးကကျင့်ကြံအထောက်မှုကလည်းအရန်ကိုပြင်းထန်တယ်သုတ်တန်တူတင်နေဆောင်တယ်ဆရာတော်ကြီးကအဲ့ဒီအချိန်မှာဒီပုံနကတိုက်တာနှိမ်နေတဲ့အချိန်မှာတက်တော်လည်း80နီးပါးရှိနေပြီလေရှိနေပြီဆိုတော့ဆရာတော်ကြီးကမြင်နိုင်ကြားနိုင်တာတွေကအကုန်ရှိနေပြီမှုလို့တာနှိမ်နေနိုင်တာဒီအစီရင်တွေကိုပေါ်ပြီးပြစ်လိုက်မှလည်းငြိမ်းချမ်းသွားတာအဲ့တော့ဆရာတော်ကြီးကတော့ကျွန်တော်တို့အသက်30လောက်ရောက်တော့မှပဲတက်တော်103နှစ်ကြာမှပြန်တော်မူသွားတယ်ဆရာတော်ကြီးကအဲ့တော့ဒီအောက်လန်းတိုက်တဲ့ပညာတွေပုံနကတိုက်တဲ့ပညာတွေတခြားလူတွေကတော့ဘယ်လိုပုံနကတိုက်တယ်ဆိုတာဘယ်လိုနည်းတွေနဲ့တိုက်လဲမသိဘူးပေါ့လေအဲကျွန်တော်တို့ငယ်ငယ်ကသိခဲ့ရတာတော့ဒီကျောင်းမှာပုံနကတိုက်တာတစ်နှစ်နီးပါးလောက်ခံရတာပေါ့နော်တစ်နှစ်နီးပါးလောက်ခံအောင်ပုံနကတိုက်တဲ့အစီရင်ကအဲ့ဒီငွေကိုက်လို့တည်ထားတဲ့အစိမ်းတွေတည်ထားတဲ့မိန်းကလေးရဲ့ခေါင်းကိုဖြတ်ပြီးတော့အဲ့ဒီအစိမ်းတိုက်တာပဲဒါကျွန်တော်တို့သိလိုက်ရတဲ့ကိုယ်တွေ့ဖြစ်ပေါ့နော်အဲ့တော့ဒါကိုအခြားလူတွေလည်းဘ ഹു တုတအနေနဲ့သိရအောင်လို့ကျွန်တော်ကတစ်ဆင့်ဖောက်တယ်ပြန်ချတာပါအားလုံးပဲကျမ်းမာချမ်းသာဘေးဘေးအဝေးကွာပြီးတော့ဇီဝဥစ္စာလက်လပါများတိုးတက်ပြည့်စုံပေါ်ကျော်သွားကြပါစေ